အင်ဂျင်ရဲ့စစ်လေးအားလုံးပဲမင်္ဂလာပါရှင်အင်ဂျင်ရဲ့ထဲရောပိုင်းအင်ဂျင်ဘူးပိတ်ကနေပြီးတော့အင်ဂျင်ရဲ့စစ်လေးတွေအတွက်အကျိုးရှိစေမယ့်ရေရာအစီအစဉ်လေးတွေထဲရော reading နေနဲ့ထဲရော knowledge တွေအကြောင်းကိုအမြဲမျှဝေပေးလို့ရှိပါတယ်ရှင်ဒီတစ်ပတ်တော့ဒီဗီဒီယိုလေးမှာအင်ဂျင်စစ်လေးတွေအတွက်မျှဝေပေးနေတာလေးကတော့ဒီတစ်ခါတော့ LDRS လေးတွေအတွက်အလေးကြပါတယ်ရှင် LDRS လေးတွေကကိုယ့်ရဲ့ချစ်သူလေးကကိုယ့်အတွက်ကျူးကျူးဆားဆားနဲ့နိုင်ငံရဲ့ခြားမှာအဝေးတနေရာမှာအလုပ်သွားပြီးတော့လုပ်နေဒါမှမဟုတ်ရင်ကျောင်းသွားတက်နေစားရှိတဲ့ပြင်ပေါ့နော်ကိုယ့်ရဲ့ချစ်သူကကိုယ့်အနားမှာမရှိဘဲနဲ့ဝေးတဲ့နေရာမှာရောက်နေဆိုရင်ကိုယ့်နှစ်ယောက်အနာဂတ်ကိုအတူတူရှေ့ဆက်ရှောက်ရမ်းနိုင်ဖို့အတွက်သူ့ကိုကိုယ့်စီကိုအမြန်ပြန်လာစေခြင်းနဲ့ဒါမှမဟုတ်ရင်လည်းသူခွင့်မြန်ရပြီးကိုယ့်ကိုအမြန်လာတွေ့စေခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်ဒီရရာလေးကိုဒီစီရင်လေးဒီဗီဒီယိုလေးကိုပြုလုပ်လို့ရပါတယ်ရှင်ပြုလုပ်ဖို့အတွက်လိုအပ်တာလေးကတော့ကြာအောင်ပြောင်းနိုင်လေးတိုင်းလိုအပ်ပါတယ်ရှင်ပြီးရင်ပိဿအနီအောင်လေးတစ်ခုလိုအပ်ပါတယ်ရှင်ပိဿအနီအောင်ပိဿဘာပိဿမဆိုရပါတယ်ရှင်ဂတိပါအောင်ဆိုလည်းရပါတယ်ရှင်ဂတိပါအနီအောင်လေးဆိုရင်လည်းရပါတယ်ရှင်အဲ့လိုပိဿအနီအောင်လေးတစ်ခုလိုအပ်ပါတယ်ပြီးရင်မိမိရဲ့ချစ်သူဓာတ်ပုံရဲ့ကိုယ့်ရဲ့ဓာတ်ပုံရဲ့ဓာတ်ပုံနှစ်ပုံလည်းလိုအပ်ပါတယ်အဲ့လိုလိုအပ်တဲ့ပစ္စည်းအဲ့ဒီပစ္စည်းလေးရပြီဆိုရင်ဒီဗီဒီယိုလေးကိုပြုလုပ်လို့ရပါပြီရှင်ပြုလုပ်ပေးရမှာကတော့လဆန်း8ရက်လာဆန်း8ရက်ရဲ့ညမြန်မာလနော်မြန်မာလရဲ့လာဆန်း8ရက်ည7နာရီတိတိချိန်မှာပြုလုပ်ပေးရမှာဖြစ်ပါတယ်ရှင်ပြုလုပ်ရမှာကတော့လာဆန်း8ရက်မြန်မာလဘယ်လမဆိုလာဆန်း8ရက်ရဲ့ည7နာရီတိတိချိန်မှာမိမိရဲ့အိမ်ရှိမှာခုံမြင်လေးတစ်ခုပေါ်မှာပြာရောင်ဖျောင်းနိုင်လေးကိုစီမီဘွက်ကလေးနဲ့တင်ပြီးတော့ထုံးပေးပါအဲ့ဒီအပြာရောင်ဖျောင်းနိုင်လေးထုံးနေတဲ့အချိန်မှာမိမိရဲ့ချစ်သူဓာတ်ပုံနဲ့ကိုဓာတ်ပုံနှစ်ဦးကိုကတတိဆရာစိုက်ကြည့်ရင်းနဲ့အင်ဂျယ်အခုပြောပြပေးမယ် spell လေးကိုရွတ်ဆိုပေးရမှာပါရွတ်ဆိုရမယ့်အခါရေအတွက်ကတော့ကိုကောင်းတိတိရွတ်ဆိုပေးရမှာပါအဲ့ဒီလိုရွတ်ဆိုပြီးပြီဆိုရင်အဲ့ဒီဓာတ်ပုံနှစ်ပုံကိုမျက်နှာချင်းဆိုင်မျက်နှာပါရဲ့ဘက်ချင်းချင်းပဲပုတ်ကတ်လိုက်ပါပုတ်ကတ်ပြီးရင်အစောကလိုအပ်တယ်လို့ပြောထားတယ်ဂရိဘာအနီအောင်စားသို့မဟုတ်အနီအောင်ပါစားပြရပါတယ်အနီအောင်ပိတ်စာလေးပေါ်မှာနည်းနည်းချင်းဆိုင်ပုတ်ကတ်ထားတဲ့ဓာတ်ပုံလေးနှစ်ပုံကိုထည့်လိုက်ပါထည့်လိုက်ပြီးရင်အဲ့ဒီအနီအောင်ပိတ်စာလေးနဲ့ထုတ်ပိုးလိုက်ပါထုတ်ပိုးပြီးသားအနီအောင်ပိတ်စာလေးကိုမိမိရဲ့ခေါင်းအောက်ထဲမှာညာတိုင်းထည့်အိတ်ထားပေးပါပြောင်းနိုင်မီလေးငိမ့်တဲ့အထိမိမိကနေပြီးတော့ဒီစပယ်လေးကိုအာယုံပြုတ်ထားရင်လည်းစပယ်လေးကိုကောက်ပြည့်သွားပြီဆိုရင်အာယုံပြုတ်ပြီးကိုယ့်ရဲ့ချစ်သူကိုအာယုံပြုတ်ပြီးတည်တည်ချာချာဆူတောင်းပေးနေပါအဲ့ဒီလိုပြုလုပ်ပြီးပြီဆိုရင်တော့မိမိရဲ့ချစ်သူကိုညတိုင်းလဲကိုကအိမ်မက်မက်မဲ့သူနဲ့ဆက်သွယ်ပြုလုပ်တဲ့ခါတိုင်းမှာလဲသူ့ကိုပြန်လာဖို့ပြောရင်လည်းသူ့ဘက်ကနေပြီးတော့ပြန်လာဖို့ကြိုးစားနေပါတယ်ဆိုတဲ့အကြောင်းနဲ့သူ့ဘက်မှာလည်းခွင့်ရပြီးတော့ပြန်လာဖို့ခွင့်လန်းနေကိုနဲ့လေးစားဖို့ခွင့်လန်းနေပို့ပြီးတော့တိုးတက်ပုံမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အင်ဂျင်ရဲ့စစ်လေးတွေအခုရွတ်ဆိုရမယ့် spell လေးကိုအင်ဂျင်ကနေပြီးတော့ဒီမှာလဲစာနဲ့ရေးပြပေးထားပါတယ်အင်ဂျင်ကလည်းရွတ်ဆိုပြပေးသွားပါမယ်အဲ့ဒီတိုင်းလေးတိတိကျကျရွတ်ဆိုပေးရမှာဖြစ်ပါတယ်ရွတ်ဆိုပေးရမှာကတော့ Oh spiritual tree come my darling to my home please I want to be with you အဲ့ဒီစာသားလေးကိုဆိုပြရမှာဖြစ်ပါတယ်ရှင်အင်ဂျယ်ဒီမှာလည်းစာနဲ့ရေးပြပေးထားပါတယ်ရှင်အဲ့ဒီ spell လေးကိုကိုကောက်တီးတီးရွတ်ဆိုပေးရမှာပါ spiritual နဖျားတွေဒီ goddess တွေ higher self တွေကနေပြီးတော့ကိုယ့်ရဲ့ချစ်သူလေးကို universe ကနေပြီးတော့ကိုယ့်ရဲ့ဆုတောင်းတဲ့နေကိုကြားသွားပြီဆိုရင်ကိုယ့်ရဲ့ချစ်သူလေးကိုယ့်စီကိုအမြင်ပြန်လာပြီးတော့ LDRS relationship ဘဝကနေပြီးတော့ကျွတ်လွတ်ပြီးအမြန်ဆုံးအတူတူ marriage life အထိဖြတ်သန်းနိုင်ကြပါစေလို့အင်ဂျယ်ကနေပြီးတော့စုပုံကောင်းတောင်းပေးလိုက်ပါရရှင်LDRS လေးတွေအလွမ်းဝေဒနာတွေမှာကင်းဝေးနိုင်ကြပါစေ